မတတိမဝိချခတ်တဲ့အကြောင်းရင်းကနင့်ကြောက်မဲတဲ့လှစားကြည့်ပါ cheese ကြက်သားလေးကိုကြိုက်သွားစေရမယ်လို့အာမခံပါတယ်။မအောင်ဆုံးအနေနဲ့ကြက်ရုံနှစ်ခုကိုစားငရုတ်ကောင်းတကြဘိုးကောင်းမုံမဆလာနနွင်းချင်းပြားလေးတွေထည့်ပြီးတော့ရေကန်းပြုတ်ပေးထားလိုက်ပါမယ်။ဒီနေရာမှာပါမုံအဖြူအညိုကြိုက်တာသုံးလို့ရပါတယ်။ပါမုံဘေးသားလေးတွေကိုတော့ဓာတ်နဲ့လီထုတ်လိုက်ပါမယ်ရှင်။ကျမကတော့ဒလိန်တုံးမရှိလို့ဖန်ခွဲနဲ့ပဲပါမုံပြပြလေးဖြစ်သွားအောင်လိမ့်လိုက်ပါတယ်။ရေကန်းပြုတ်ထားတဲ့ကြက်သားတွေရလာပြီဆိုရင်တော့အသားမွပေးထားလိုက်ပါမယ်နော်။ဒါကတော့ကြက်ဥနဲ့ cheese ကိုစားငရုတ်ကောင်းတန်လွင်စီလေးနဲ့နယ်ပြီးတော့စမူစာတဲ့အစားတုပ်ပြီးကြော်တာပါရှင်။ပြီးတော့ရင်တော့ကြက်သွန်ဖြူနီငရုတ်ပွားကိုစီတက်ပြီးတော့ခုနကနှွင်ထားတဲ့ကြက်သားတွေကိုထည့်ကြော်လိုက်ပါမယ်။ကြက်သားချက်ထားတာရပြီဆိုတော့ခုနကပြားထားတဲ့ပေါင်မုံတွေကိုထည့်ပြီးတော့လှိပ်ပေးလိုက်ပါမယ်နော်။ဘောကနေခရင်လောင်းပြီးပြန်ဖုံးမှာဆိုတော့အပူကန်ပကံထဲမှာကြက်သားလေးတွေကိုစီစီရီနဲ့စီထည့်ပေးထားလိုက်ပါမယ်။ပေါင်မုံအဖြူနဲ့ညိုကဘာကွာလဲဆိုရင်တော့အဖြူကအီလေးနဲ့ပိုစားကောင်းပြီးအညိုကတော့နည်းနည်းကြမ်းပြီးတော့ကျက်မကြီးနဲ့ပိုညီညွတ်ပါတယ်။အပေါ်ကနေလောင်းမဲ့ sauce အတွက် cream cheese 3စွန်း pasta လို့ခေါ်တဲ့ cream ကတပူးသုံးပါတယ်။ mayonnaise ကိုတော့ထမင်းစားစွန်းနဲ့2စွန်းလောက်သုံးလိုက်ပါတယ်ရှင်။ပြီးတော့ရင်တော့ရေလေးနဲ့ငယ်ထည့်ပြီးတော့ကြည်အောင်မွေးပေးထားလိုက်ပါမယ်နော်။တချို့ကတော့အယောင်အတွက်ခရမ်းချင်နစ်ထည့်သုံးကြတာမျိုးရှိပါတယ်။မတို့အိမ်ကတော့အဖြူရောင်ကစိမ့်လေးပဲကြိုက်ကြလို့ဒီလိုမျိုးအဖြူပဲအများတန်းဖုတ်ဖြစ်ပါတယ်။ညီအား140နဲ့15မိနစ်လောက်ပဲအပေါ်ဘက်ကိုဖုတ်ပေးလိုက်ရင်ရပါပြီရှင်။15မိနစ်လောက်လို့ပြောပေမဲ့ဆက်အကြီးသေးရမတူတာမို့လို့ဖုတ်တဲ့ချိန်မှာသတိထားပါနော်။ခရင်ပါတာဖြစ်တဲ့အတွက်မီအားပြင်းရင်အလွယ်တကူမဲသွားတာမျိုးဖြစ်တတ်ပါတယ်။ရိုးရှင်းဆုံးချက်ပြထားတာမို့လို့ချက်စားကြည့်လိုက်ပါနော်။ကျေးဇူးပါရှင်။ Bye bye